မင်း30လေပစီဆုံးရှုံးမှုတွေရှိထားတယ်လို့ကြားသိရတယ်ခင်ဗျအပေါ်တော့ဆက်သက်ကြည့်လိုက်အောင်မယ်စကိုင်းတောင်ရိုးဘောကဥမင်30ဖျားရောက်ရှိနေတာပဲဖြစ်တယ်ဒီအဲမှာဆိုရင်ဥမင်30အဲမှာလည်းပြိုကျပျက်စီးမှုတွေအကွဲမှုတွေရှိတယ်လို့ကြားသိရတယ်လုံးလုံးပြိုကျပျက်စီးမှုမဟုတ်ပေမဲ့လို့ပေါ့ဒီတစ်ပိုင်းပျက်စီးမှုတွေရှိတယ်လို့ကြားသိရတယ်ဒီစကိုင်းတောင်ရိုးဘောမှာဆိုရင်သီလရှင်ကျောင်းနေကျွန်တော်တို့ဘုန်းကြီးကျောင်းနေဒီဖျားတွေဖျားအောင်ပြုပြီးတော့တံမွေးကျောင်းလုံးနေရတယ်ဈေးတဲ့တွေဒါအများကြီးနေထိုင်ကြတယ်ပေါ့လေအခုဒီကတာဝန်ရှိသူတွေနဲ့ပြောပြချက်အရာပေါ့ဒီစကိုင်းတောင်ရိုးဘောကဘုန်းကြီးကျောင်းနေကျွန်တော်တို့ဒီဖျားတွေဒီတောင်ရိုးပေါ်မှာနေထိုင်သူတွေအတွက်အဓိကလိုနေတာတောက်ရခက်ခဲဖြစ်နေတယ်ပြီးရင်စကိုင်းမြို့ထဲမှာထက်ဒီစကိုင်းတောင်ရိုးဘောကိုအလူရှင်တွေအရောက်ပေါက်နဲနေတယ်ပေါ့လေနောက်တစ်ခုကကျတော့ဒီစကိုင်းတောင်ရိုးဘောကိုတက်လာတဲ့လမ်းတွေအကုန်ကောင်းတယ်